ဲကောင်းမကောင်းကြည့်မယ်နော်အဲ့ရပါရပြပါလေမကောင်းပါဘူးမကောင်းဘူးဆိုတော့ဆက်ပြီးတော့မပြချင်တော့ပါဘူးပြလိုက်ပါပြီနောက်တစ်လုံးဆက်ပြီးတော့ညှိပါပြီကြည့်ရအောင်နော်ကောင်းလားမကောင်းလားဒီတစ်လုံးကတော့ကောင်းပါတယ်ဖြူဖြူညောင်းတယ်စားကြပါဦးအဲ့ဒီမင်းကိုဒီနေရာလေးသူ့ပိုင်းယူသေးတယ်မှာလေးသူ့ပိုင်းစင်ကိတ်ကြီးရနေတော့တတိကြီးကိုတော်လာပဲအဲ့ဒါကြောင့်ဝယ်ပြီးတော့စားပြတာပါအဲ့ဒီလူတွေရှိရင်တော့ဝယ်လို့ရပါတယ်စားလို့လည်းကောင်းပါတယ်တခြားအသီးနှံတွေလည်းပိုးပါတယ်ဈေးတွေလည်းချိုးပါတယ်ကိုကတော့အသီးနှံကြိုက်လို့အများနဲ့ဝယ်စားပါတယ်